ခရမ်းချင်ဒီပရမညာတုတ်မှာဖြစ်ပါတယ်အဲ့ဒီထဲမှာပါမဲ့ပစ္စည်းတွေကတော့မြေပဲဆန်လော်တဲ့ခါမှာစားထည့်ပြီးတော့မှလော်ပေးရမှာဘာဖြစ်လဲဆိုတော့အပြင်မှာမဲပေမဲ့အထဲမှာမတူးပါဘူးစားထည့်လို့ရင်ပြီးရင်ကြက်တူနီနာနံပင်မြုပ်တီးစိန်စီချက်စားကြုံမုံလို့ဖြစ်တယ်ဒီမြေပဲဆန်လော်ပြီးသားမြေပဲဆန်ကိုအခွန်ချုပ်ပြီးမညက်တညက်လေးထောင်းပေးရမယ်ချင်ဒီကိုမထူမပါလေးလီးပေးမယ်ရမ်းချင်ဒီလည်းနီးလို့ပြီးပါပြီမြေပဲလည်းထောင်းပြီးကြက်တူနီပါပါလေးလီးပြီးတော့မှရေဆေးလိုက်မယ်ရေမဆေးရင်စက်မှာစိုးလို့ပါမြုပ်တီးကိုလည်းနှုတ်စင်းပြီးထည့်ပေးမယ်ကြက်တူနီကိုရေဆေးပြီးထည့်မယ်မြုပ်တီးစိမ်းထည့်မယ်မြေပဲထောင်းထည့်မယ်နန်းနံပင်ထည့်မယ်စားအနှဲငယ်ထည့်မယ်ကြုံမုံအနှဲငယ်ထည့်မယ်စီချက်ထည့်မယ်စီချက်ထည့်ပြီးစုံပြီးဆိုရင်တုပ်လိုက်မယ်တုပ်ပြီးဆိုရင်မြင်တူတွေတရေယူစေမယ်ပရမညာတုတ်ပါဘာလို့ပရမညာတုတ်ခေါ်လဲဆိုရင်ခရမ်းချင်ဒီရဲ့အနီမို့လို့ပါသူများတွေကတော့ကြောက်စိမ့်တုတ်လို့ခေါ်ပါတယ်အနမွေးနေပြီးချင်းဆက်ဆက်လေးနဲ့ပရမညာတုတ်ပါမြည်ကြည့်ပါရှင်